CEO လည်းစုခါခါရောက်လာကြောင်းကြတော့အမြန်ပုံးဖို့ပြင်နေတော့သူမကိုတွေ့တော့လင်ပန်းနဲ့ကွယ်သွားတယ်။သူမကတော့သတိမထားမိဘူး။ထို့နောက်သူမတငယ်ချင်းကသူမရောက်လာလို့ဝမ်းသာကြောင်းပြောတယ်။ပြီးတော့သူမအဝတ်စားတွေအရန်လာနေတယ်လို့ပြောတော့ရောက်ခမကဆင်ပေးတာလို့စုခါခါကပြရင်ပြောတယ်။အဲ့ဒီအချိန်ရန်ချင်းချင်းတို့အဖွဲ့ရောက်လာပြီးဒရိုက်ဘာရဲ့အမေကဆင်ပေးတာဆိုမှတော့အတုတွေဆိုတာတေချာတာပေါ့ဆိုပြီးလှောင်ရကြတယ်။ထို့နောက်အခမ်းအနားတင်ဆက်သူကဒီပွဲမှာပြသမဲ့ခရမ်းရောင်ကြောင်းတဲ့ဘရက်ကလေလံဆွဲသွားတာကြောင့်မပြဖြစ်တော့ဘူးလို့ကြေညာတယ်။အဲ့ဒီဘရက်ကသူမရဲ့မိသားစုကဝယ်သွားတာဆိုပြီးရန်ချင်းချင်းကဘရက်ကိုဆွဲပြတယ်။အားလုံးကလည်းအန်အော်ပြီးသူမကိုအားကျနေကြတယ်။ဒါပေမဲ့သူမဝတ်တဲ့ဘရက်ကသူမရောက်ခမလက်ဆောင်ပေးတာနဲ့တူနေတာကြောင့်စုခါခါဇဝေဇဝါဖြစ်နေတယ်။အပြင်ထွက်ပြီးဘရက်ကိုတေချာကြည့်မယ်ပြင်တော့ရန်ချင်းချင်းကဘယ်သွားမလို့လဲဆိုပြီးသူမလက်စည်းပွားကိုဆွဲဖြုတ်တယ်။အဲ့ဒီအချိန်ခရမ်းရောင်လည်းဆွဲထားတာကိုအားလုံးတွေ့ရတော့အန်အော်သွားကြတယ်။စုခါခါရဲ့ဟာကအတူကြီးလို့ရန်ချင်းချင်းကအရင်ဆွဲတယ်။သူမဟာအစ်စ်ဟုတ်မဟုတ်မတေချာပေမဲ့ရန်ချင်းချင်းလက်ဆွဲကသူမဟာထက်တောင်အရေးသွေးနေတယ်လို့ပြောတယ်။ဒီပွဲမှာရှိတဲ့သူတွေကတော့ကြောက်ကြောင်းနားလဲကြမယ်ထင်ပါတယ်လို့ပြောလိုက်တော့အားလုံးကသူမစကားကိုထောက်ခံကြတယ်။အဲ့ဒီအချိန်ခေါင်းဆောင်ကရန်ချင်းချင်းတို့မိသားစုကဖက်ကုမ္ပဏီရဲ့ရှယ်ယာရှင်တွေဖြစ်တဲ့အပြင်ကြောက်ပွဲစားတွေပါ။ဒါပေမဲ့စုခါခါကတော့မိမမရှိတဲ့သူ။ပြီးတော့ဒီလက်ဆွဲကလည်းသူ့ယောက်ျားဒရိုက်ဘာရဲ့အမေကပေးတာ။အဲ့ဒီတော့ဘသူဟာကအစ်စ်ဖြစ်နိုင်လဲစူးစမ်းကြည့်ဖို့ဆိုတော့အားလုံးကရန်ချင်းချင်းဘက်ပါကုန်တယ်။စုခါခါကိုတော့အတုလုပ်တယ်ဆိုပြီးရဲစခန်းကိုပို့ဖို့တိုက်တွန်းကြတယ်။အဲ့ဒီအချိန် CEO ရောက်လာပြီးသူ့မိမကိုမထိဖို့ပြောလိုက်တယ်